မင်းကငါသားဆိုတော့မမေ့နဲ့တော့ မမေ့ပါဘူးဗျာ မင်းကငါသားဆိုတော့ငါမင်းအဖေပေါ်ငါ ဟု သား တ်ပါရဲ့ဟုတ်ပါရဲ့ တကယ်တမ်းပြောရင်မင်းအမေယောက်ျားငါ ဟောကြည့်ပါရဲ့သားလောက်နဲ့လည်းရပါပြီခြံအောင်နဲ့ကိုမယောင်မချင်းခေါ်နေတာ ဖေတဝင်းခွဲထင်းနေမှာဆိုလိုပါသားရဲ့ ဖေးကိုတဝင်းခွဲရှိလားဗျာ ဟာလေတောက်ဖေသိတတိရရဲ့ဟာအခုတလို့အဖေရဲ့ကြမ်းမာကြီးလုံးဝအခြေအနေမကောင်းအဖေရဲ့မျက်လုံးတွေလုံးဝမကောင်းတော့အဖေရဲ့မျက်လုံးတွေကဘယ်လောက်ထိမကောင်းလို့ဆိုရင်အဖေနှစ်ရွက်ကိုအဖေပြန်မမြင်တာတော်တော်ကြားနေပြီသား ဟဲ့ဘသူကကိုနဲ့ရွက်ကိုပြန်မြင်လို့လဲဘယ်လိုယောဂမျိုးလဲ မျက်လုံးကတော်တော်အခြေအနေဆိုးနေပြီသားမျက်လုံးတစ်ဖက်ကချောင်းဆိုးပြီးမျက်လုံးတစ်ဖက်ကရင်ကျက်နေတယ်သားရ ဘာလဲကွာဘာယောဂလဲကွာမျက်လုံးတစ်ဖက်က6သုတ်ပြီးတစ်ဖက်ကရင်ကျက် ဆရာဝန်တွေကပြောတယ်သား ဘာပြော အ လဲ ဖေမှာအရန်ကိုတွေးအားနည်းနေပြီလေသားရဲ့ ဟာဖေစင်ချင်းဖေ အဖေအရက်ဆိုင်ကပြန်လာရင်မူးမူးနေတယ်သား သားဆိုအံပတ်ပါဆိုတယ်ဖေဟာအဲ့အရင်မူးတာဘယ်နဲ့သွေးအားနေတာတော့ သားကြီးဆရာဝန်တွေစစ်စစ်ကြည့်တာအဖေရဲ့ခြေတစ်လုံးထဲမှာဥရမရှိတော့ဘူးတဲ့သားရဲ့ ဝမ်းနေလိုက်တာဖေဟဲ့ဘသူခြေသလုံးထဲမှာဥတွေရှိလို့လဲလို့ဘယ်လိုယောဂမျိုး အဲ့တော့အဖေရှိတဲ့မြို့ကိုချက်ချင်းပြန်လာခဲ့ပါမင်းရဲ့အဖေ အဲ့တော့ဒါအမြန်လာမှရမှာပေါ့ စာကကြံသေးတယ်ဒါပဲ ဘာတောက်ရဲမှာပါလားဒါပဲဒီသလုံးမျိုး